တန်ချိန်ပေါင်းများစွာအလေးချိန်ရှိသည့်စင်ကြီးတစ်ကောင်သည်ဇမ်ဘီဇီမြစ်အတွင်း၌တည်ဆုံနေခဲ့သည်မှာမကြသေးပေပြင်းဤတည်ဆုံမှုသည်ပတ်ဝန်းကျင်ရှိမိကျောင်းများအတွက်မူသဘာဝတရားကပေးအပ်သည့်အဖို့တန်ဆုံးသောလက်ဆောင်တစ်ခုပင်ဖြစ်သည့်စင်ကြီး၏အစီထူသောခန္ဓာကိုယ်ကိုမိကျောင်းများကအတင်းအဓမ္မဆွဲဖြဲစားတောက်နေကြပြီးအရင်ကငါးကိုသာအဓိကစားသုံးလေးရှိသည့်ရင်းတို့အတွက်ယခုကဲ့သို့အစီတက်ပြေဝသောစင်သားကိုစားရခြင်းမှာအလွန်ရှားပါသောအခွင့်အရေးဖြစ်သည့်စင်ကြီး၏ကြမ်းတမ်းပြီးထူထဲသောအရေးပြားနှင့်အသားများကိုမိကျောင်းများကပြင်းတို့၏ထုံးစံအတိုင်းလှိမ့်လာဆွဲဖြဲနေကြပြီးဤအသားစပွဲသည်မိကျောင်းများကိုရက်တပတ်ပေါင်းများစွာအဝါစားစေနိုင်မည်ဖြစ်သည့်အမှန်စင်စစ်ဤစင်ထီကြီးတည်ဆုံရခြင်းမှာမတော်တဆမဟုတ်ပဲအသက်60ကျော်ရွယ်ရှိပြီဖြစ်သည့်အတွက်အာဖရိကစင်မျိုးစိတ်တွင်ရင်းဤတက်တန်းကုံဆုံးခြင်းပင်ဖြစ်သည့်ဤနေရာသည်ကမ္ဘာပေါ်တွင်အကျယ်ပြန့်ဆုံးရေတံခွန်များထဲမှတစ်ခုဖြစ်သည့်ဇမ်ဘီယာနှင့်ဇင်ဘာဘွေနိုင်ငံတို့ကြားတည်ရှိသောဗစ်တိုးရီးယားရေတံခွန်ပင်ဖြစ်သည့်ဤရေတံခွန်ကိုဗြိတိရှဘုရင်မတပါးကအမည်ပေးခဲ့ခြင်းဖြစ်ပြီးရင်းသည်အာဖရိက၏အလှပဆုံးရေတံခွန်ဖြစ်သည်ဟုသတ်မှတ်ခဲ့သည်ရေတံခွန်ထက်တွင်အရွယ်အစားမျိုးမျိုးရှိသည့်ကျိုးများစွာရှိပြီးကင်းကျိုးများကြားရှိရေချိုများကိုဇမ်ဘီဇီမြစ်ကပံ့ပိုးပေးထားသည်မြစ်ရည်သည်ကျယ်ပြန့်သောမြစ်ကြောင်းတစ်လျှောက်စီးဆင်းပြီးကျွန်းတိုင်းသို့အဖိုးတန်ရေအရင်းအမြစ်များကိုပို့ဆောင်ပေးသည်အုပ်များသည်နှစ်စဉ်နွေရာသီမရောက်မီရှေးဟောင်းရွှေ့ပြောင်းလမ်းကြောင်းအတိုင်းရေတံခွန်အထက်ပိုင်းရှိဤပရတိတုကဲ့သို့သောခိုလုံရာသို့ရောက်ရှိလာကြသည်ဤနေရာတွင်စားသုံးရန်ရေနှင့်မြက်ခင်းများပေါ်များသည်သို့သောဤကဲ့သို့စိတ်ပူစရာမလိုသောဘဝသည်အစဉ်မြဲမဟုတ်ပေနွေရာသီရောက်ရှိလာသည့်အခါရခင်ကပရတိတုဖြစ်ခဲ့သည့်နေရာသည်၆တွေ့သောကန္နာယအဖြစ်ပြောင်းလဲသွားသည်စီးဆင်းနေသောမြမကြီးသည်လည်းမြင်သာထင်သာရှိစွာကျင်းမြောင်းသွားပြီးကြီးကျယ်ခမ်းနားသည့်ဗစ်တိုးရီးယားရေတံခွန်မှလည်းရေစီးနှဲငယ်သာကြံတော့ကပတ်ဝန်းကျင်အခြေအနေများမှာဆိုးရွားလာသည့်ကျွန်းများတွင်ပိတ်မိနေသည့်ဆင်အုပ်များသည်ရေအိုင်ငယ်များတွင်သာစုဝေးနေရပြီးဆင်အုပ်ခေါင်းဆောင်များသည်မိသားစုကိုဤနွေရာသီမှလွတ်မြောက်စေရန်အခြားကျွန်းများသို့ရွှေ့ပြောင်းရန်ဆုံးဖြတ်ခဲ့သည်အခြားဆင်အုပ်များလည်းထိုနည်းတူပင်ရွှေ့ပြောင်းကြပြီးရင်းတို့အားလုံး၏ပန်းတိုင်မှာဗစ်တိုးရီးယားရေတံခွန်အနီးရှိအကြီးဆုံးကျွန်းပင်ဖြစ်သည့်ဆင်တို့၏မှတ်ဉဏ်သည်နို့တိုက်တရဝါများထဲတွင်အကောင်းဆုံးဖြစ်ပြီးစင်မကြီးခေါင်းဆောင်ကရှေ့ဆုံးမှနေ၍လမ်းပြကကလေးစင်များကိုအလဲတွင်တင်းကျပ်စွာကာကွယ်ထားသည့်ညီညွတ်သောဆင်အုပ်သည်တဦးကိုတဦးယုံကြည်မှုဖြင့်ဤရှည်လျားသောနွေရာသီကိုဖျက်ကျော်ကြသည်သို့သောရင်းတို့၏နောက်တွင်အသက်60ကျော်ရှိအိုမင်းနေသောစင်ထီကြီးတစ်ကောင်ကိုမူတဦးလဲကြံရစ်ခဲ့စေသည်ရင်းသည်ခီးရှည်ရွှေ့ပြောင်းမှုကိုလိုက်ပါနိုင်စွမ်းမရှိတော့ပေငယ်ရွယ်စဉ်ကတနိုင်ငံလုံးကိုလှည့်လည်ကာအခြားစင်ထီများနှင့်ရှင်ပြိုင်ခဲ့တော်လဲယခုခါတွင်တော့ဤကျွန်းကိုစွန့်ခွာနိုင်တော့မည်မဟုတ်ပေမကြမီပင်လပေါင်းများစွာမိုးမရွာသည့်အတွက်ဗစ်တိုးရီးယားရေတံခွန်မှလည်းခန်းချောက်သွားခဲ့ပြီးရခင်ကဲ့သို့မဟုတ်တော့ပေဇမ်ဘီဇီမြစ်၏ရေအစစ်မှလည်းလွန်ခဲ့သောနှစ်30အတွင်းအနိမ့်ဆုံးသို့ရောက်ရှိသွားသည်အသက်ရှင်တန်ရန်အတွက်ရေတံခွန်အထက်ပိုင်းရှိဆင်အုပ်များသည်ထပ်မံရွှေ့ပြောင်းကြရပြန်သည်အိုမင်းနေသောစင်ကြီးမှမူနေရာဟောင်းတွင်သာကြံခဲ့ပြီးခြေတလန်းချင်းစီတိုင်းမှာခက်ခဲနေသည်တဘာဝတရားသည်ဤနေရာကိုငရေခမ်းအဖြစ်မသတ်မှတ်ခဲ့ပါ6လကြာမြေပြင်6သွေးမှုသည်မိုးရွာသွေးမှုဖြင့်အဆုံးသတ်ခဲ့သည်ကောင်းကင်တွင်တိမ်တိုက်များစုဝေးလာပြီးမိုးချုံတန်နှင့်အတူမိုးရေများကျရောက်လာခဲ့သည်6သွေးနေသောမြစ်ကြောင်းများသည်ရေပြန်တက်လာပြီးမြေပြင်များမှာအသက်ပြန်ဝင်လာတော့သည်သို့သောပထမဆုံးမိုးသည်ဤမြေပြင်ကိုချက်ချင်းပြန်လည်မကောင်းမွန်စေနိုင်သေးပေဇမ်ဘီဇီမြစ်သည်ရေတံခွန်အထိရေပြန်တက်ရန်အချိန်ယူရသည့်အိုမင်းနေသောစင်ကြီးအတွက်မူဤမိုးမှာနောက်ကျသွားခဲ့ပြီးဖြစ်သည်ငင်းဤခန္ဓာကိုယ်သည်60နှစ်ကြာနေထိုင်ခဲ့သည့်မြစ်အတွင်း၌ထာဝရအိပ်ဆက်သွားခဲ့သည်အချိန်ကြာလာသည့်နှင့်အမျှမိုးရသည့်ကြောင့်ဇမ်ဘီဇီမြစ်ရေမှမြင့်တက်လာပြီးနှစ်လအတွင်းဗစ်တိုးရီးယားရေတံခွန်မှာကမ္ဘာပေါ်တွင်အကျယ်ပြန့်ဆုံးရေတံခွန်အဖြစ်ပြန်လည်ရောက်ရှိလာခဲ့ကာရေတံခွန်မှရေများစွာစီးဆင်းလာသည့်ထွက်ခွာသွားသောဆင်အုပ်များလည်းရင်းတို့၏အိမ်သို့ပြန်လည်ရောက်ရှိလာကြသည်